Hello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ကျူတတာကိုတမ blog လေးပဲဖြစ်ပါတယ်ရှင်ကျမတို့ကိုမြင်နေရတဲ့ကျူတတာကိုတမဖြစ်ပါတယ်ရှင်အရင်ဆုံးတော့တောင်ပေါ်ရင်တက်ကောင်ပါကျမတို့တောင်ပေါ်စတက်ပါပြီရှင်ကျမတို့သွားတဲ့အချိန်ကတော့9နာရီခွဲနေပြီပေါ့နော်အပေါ်ရောက်တော့6နာရီလောက်ပေါ့ဒါပေမဲ့နေရတော့မကြသေးပါဘူးရှင်ကိုရီးယားမှာကကြတော့ຫນွေဘက်ဆိုလို့ရှင်နေဝင်တာအရင်အောင်လောက်ကြတယ်တခါလေကြာရင်9နာရီခွဲ10နာရီလောက်မှနေဝင်တက်ပါတယ်အချိန်လေးလောက်မှမောင်စားပြူရယ်ပေါ့နော်အခုဆိုလို့ရှင်နော်ဒီမြော့စင်းအပေါ်တက်ပြီးသွားလို့ရှင်နော်ကျိုးတတာကိုရောက်ပါပြီရှင်ဒီမှာပါကျိုးတတာကိုလမ်းတော့မြင်နေရပြီပေါ့နော်ဒါမှတက်နေတော့မှပောက်ကရရေးပြောရင်းနဲ့ပဲတက်သွားတာအခုဆိုလို့ရှင်နော်ကျိုးတတာစီကိုရောက်ပါပြီဒါတော့အဲ့ဒီအပေါ်ကနေမြင်ရတဲ့ city view ပဲဖြစ်ပါတယ်ရှင်အပေါ်မှာလည်းလေးလေးတွေတဖြူဖြူနဲ့တအားကို agent နဲ့ vibe လေးရတယ်ပေါ့နော်ဒီအပေါ်ကနေပြီးမြင်ရတဲ့ရှုခင်းလေးတွေကအရန်လာလို့ချိန်ပေးလိုက်ပါတယ်ရှင်ခုဆိုတော့ကျူတတာပေါ်တက်ပါတော့မယ်ရှင်ဒီကျူတတာလေးဒီတရားရဲ့အောက်ကိုအကုန်မြင်ရတယ်ကွာသူကအမှကြည့်လိုက်အလုံးပိတ်တရားပုံစံမျိုးမဟုတ်ဘူးကွာအဲ့လိုမျိုးဆိုလေပုံမှန်ရှောက်ရတဲ့တရားထက်လေပို့ပြီးတော့ရင်တုံပန်းတုံတော့ရှိတယ်ပေါ့နော်ကျမဆိုအဲ့ဒီပေါ်ရောက်သွားပြောလေဖုန်းပြုတ်ကြမှာဆိုလို့လေလက်ကနေမနေစုပ်ပြီးတော့ကင်တာကျမတို့ပေါ့ချပါစီလုံနေတာလေမှန်ခုံးပေါ်ကျမကြောက်တယ်မတက်ဘူးဆိုသူပြောထားပြောမှအဲ့လိုမျိုးတက်နိုင်တယ်ဆိုပြီးတော့အပေါ်တက်ပြလိုက်တာအဲ့ဒီဟာကိုတော့ကျမသူတက်ခိုင်းတော့ကြတော့သူ့ဘာလို့ကြောက်တယ်ဆိုပြီးတော့ order လဲဆိုပြီးတော့ဒါကိုသူကပါစီလုံနေဒါကတော့သူတို့ရဲ့ Samsung ကဘလောက်ကောင်းကြောင်ကြွားတာပေါ့ရှင်အမဆိုရင်ချဲပြီးတော့ကြည့်ပေးလိုက်ကြပါဦးကိုရီးယားနိုင်ငံကလေအလုပ်တွေလုပ်ရပြီးတော့ stress များတဲ့နိုင်ငံဆိုမှလေဒီလိုမျိုးတဘာဝနဲ့ထိတွေ့လို့ကောင်းတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်တယ်ပေါ့နော်ဒါကတော့ကင်မရာမန်ပေးများထားတာပါရှင်အဲ့ဒါကြောင့်မို့လို့တဘာဝနဲ့များများထိတွေ့ပေးပေါ့နော်အလုံးနဲ့အဲ့လိုပဲလုံးမနေပဲနေပေါ့နော်လို့အပြင်ထွက်ပြီးတော့ရှောက်လေရပဲဖြစ်ဖြစ်အဲ့လိုမျိုးတွေလုပ်ပြီးလို့ရှင်နော်ပို့ပြီး relax ဖြစ်